မင်္ဂလာပါဒီနေ့တော့ကြက်ပဲနဲ့ချက်ပါတီကိုအိမ်မှာရှိတဲ့ပစ္စည်းလေးနဲ့ပဲလှုပ်ရှားပစ်ပါတယ်ဒါဆိုရင်ချက်နေလေးတီးရအောင်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ရအောင်နော်အရင်ဦးဆုံးကလပ်ပဲစံတင်ကိုတစ်ခွက်ကိုရေတနာရီခန့်စိမ်ထားပေးလိုက်ပါမယ်ပြီးရင်ကိုချက်မဲ့ချက်သားတွေကိုကိုစားနေကြအရသာမှုတ်ရဲ့စနိုးမှုန့်လေးအနှဲငယ်ရဲ့အယောင်တင်မှုန့်လေးအနှဲငယ်ရဲ့ကြက်သွန်ဖြူနဲ့ဂျင်းနဲ့ထောင်းထားတာလေးကိုအရင်ညှင်းပြီးရင်သူ့ထဲကအဖက်ကလေးတစ်ဝက်ကိုလည်းပြန်ထည့်ပြီးတဲ့အခါကျတော့မှအားလုံးသမသွားအောင်တေချာနေပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်တော့သူ့ကိုနိုင်ဝက်လောက်နှက်ထားပေးလိုက်ပါမယ်ချက်ပါတီ6ခုအတွက်အထွေထွေဘတ်စုံ3ကြုံမုံတစ်ခွက်စာကိုသုံးထားပါတယ်အရသာအတွက်စားလေးအနှဲငယ်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရဲ့ကြက်ဥလေးတစ်လုံးရဲ့စီထမင်းစားစုံတဲ့တစ်ဝက်ကိုလည်းထည့်ပေးလိုက်ပါတယ်ဒါပြီးလို့ရှိရင်တော့ဒီလိုမျိုးခရင်လေးနဲ့အားလုံးသမသွားအောင်ရောမှွေပေးလိုက်ပါမယ်ရှင်ဒီနေရာမှာလက်နဲ့မနေသေးပါဘူးเนาะလက်နဲ့နေလိုက်လို့ရှိရင်အရန်ကတ်သွားတတ်ပါတယ်အားလုံးသမသွားပြီဆိုတဲ့အခါကျတော့မှလက်ကိုတေချာပြောင်းစီပြီးဒီစလုံးလေးထဲမှာပဲနေသွားပေးပါမယ်ရေကိုတော့ဆောနာကဂျုံမှုံချိန်ထားတဲ့ခွက်ရဲ့တဝက်ကိုဖြည်းဖြည်းချင်းစီထည့်ပြီးတော့ဒီစလုံးလေးထဲမှာပဲနေသွားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာရေပမာဏကိုကြည့်တာထက်ကိုမုတ်ရဲ့အနေထားကိုကြည့်ပါကိုယ့်ရဲ့မုတ်အနေထားပေါ်မှာမူတည်ပြီးတော့ရေကိုအနည်းငယ်လိုတိုးပိုလျှော့လေးလုပ်ပြီးလို့ရပါတယ်ရှင်ဒီလိုအနေထားလေးရောက်ပြီဆိုတော့မှသူ့ကိုအဖုံးလေးအုပ်ပြီးတော့အပြင်မှာနိုင်ဝက်ခန့်နှက်ထားပေးလိုက်ပါမယ်ဆောနာကနှက်ထားတဲ့စက်သားနဲ့ပဲလေးရပြီဆိုတော့စချက်ရအောင်နော်ဒီပိုင်းလွတ်တစ်ခုထဲမှာစီကိုထမင်းစားစွန်းနဲ့နှစ်စုံထည့်ထားပေးလိုက်ပါတယ်စီပူလာပြီဆိုရင်တော့စက်သွန်နီလှီးထားတာလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်ဒီနေရာမှာကရဝေးနဲ့တကြပိုးကောင်းနဲ့ထည့်ရမှာပေါ့နော်ကရဝေးရက်ကကုန်နေလို့တကြပိုးခောက်တစ်ခုလေးပဲထည့်လိုက်ပါတယ်ကျက်သွန်နီလေးနဲ့နွမ်းလာပြီဆိုတော့ကြတော့မှဆောနာကအရင်နှစ်တုန်းကကြံထားတဲ့ဂျင်းနဲ့ကျက်သွန်ဖြူထောင်းထားတာလေးကိုထည့်ပြီးရင်စနိုးမှုန့်လေးအနှဲငယ်ကိုထည့်ပြီးအားလုံးမှုေးလာတဲ့အထိစီတက်သွားပေးလိုက်ပါမယ်ရှင်ကျက်သွန်လေးနွမ်းသွားပြီဆိုတဲ့ခါကျတော့မှဆောနာကအရသာနှက်ထားတဲ့ကျက်သားလေးကိုထည့်ပြီးတော့အပေါ်ရန်ကြောလေးတွေတင်ပြီးသူရေတွေအကုန်ထွက်သွားတဲ့အထိချက်သွားပေးလိုက်ပါမယ်ရှင်ချက်သားတွေကပါတဲ့ရေတွေကုန်ပြီဆိုလို့ရှိရင်တော့ဆောနာကစိန်ထားတဲ့ပဲလေးကိုထည့်ပြီးတော့အားလုံးသမသွားရောမှုပေးလိုက်ပါမယ်ဒါပြီးရင်တော့သူ့ကိုရေမြောက်အောင်ထည့်ပြီးတော့ပွက်လာတဲ့အထိတည်ထားပေးလိုက်ပါမယ်ရှင်ချက်သားကိုတည်ထားတော့မှချက်ပါတီလုပ်ပါမယ်ကိုနယ်မဲ့နေရာမှာမကန့်အောင်လို့ဂျုံလေးနှင်းငယ်ဖြူပြီးလို့ရှိရင်ဆောနာကနှက်ထားတဲ့ဂျုံလေးကိုခဏလေးပဲနယ်ပေးလိုက်မယ်နော်သူ့အသားလေးညှက်သွားအောင်ပေါ့ပြီးရင်ဒီလိုဒလိန်သုံးလေးနဲ့ပြပြလေးလှိမ့်ပြီးတဲ့အခါကျတော့6ခုရအောင်ဖြတ်လိုက်ပါတယ်ပြီးရင်ဒီလိုဖြတ်ထားတဲ့ဟာလေးတွေကိုဒီလိုမျိုးလုံးနဲ့ဆိုယုံလေးလက်ထဲမှာလှိမ့်ပြီးတဲ့အခါကျတော့သူ့ကိုတစ်ခုစားအပြားလေးလုပ်ပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာအရန်ကတ်လို့ရှိရင်ဂျုံမှုလေးကိုသုံးလို့ရပါတယ်ဒါပြီးလို့ရှိရင်တော့မကတ်အိုးလေးထဲမှာစီလေးအနှဲငယ်တုပ်ပြီးတဲ့အခါကျတော့သူ့ကိုဟိုဘက်ဒီဘက်လေးလှန်ပြီးတော့မီးအပူပေးလိုက်မယ်ပေါ့နော်ဒီလိုအနေထားလေးဆိုလို့ရှိရင်တော့ရပါပြီရှင်အခုဆိုရင်ကြက်သားအိုးကလည်းပွက်နေပြီပေါ့နော်ဒီနေရာမှာကြာချိန်ကပဲရဲ့အပေါ်မှာမူတည်ပါတယ်ကြက်သားကတော့တရေပွက်ပြီးလို့ရှင်ကြက်သွားပြီပေါ့နော်ပဲကိုစမ်းကြည့်လိုက်တဲ့အခါမှာကိုလိုချင်တဲ့အနေထားမရသေးဘူးဆိုလို့ရှင်တော့ရေထပ်ထည့်ပြီးတော့ပြုတ်ပြီးလို့ရပါတယ်ပဲလေးကကိုစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှင်တော့အရသာလေးမြည်ကြည့်ပြီးတော့စားအချို့မုံနှစ်တဲ့ဟာထပ်ပြီးတော့ထည့်ပြနိုင်ပါတယ်ရှင်အိန္ဒိယဟင်းဖြစ်တဲ့အတွက်ငင်ပြားရီတော့မထည့်ပါဘူးနော်နောက်ဆုံးမှာတော့ပြင်းတော့သွင်းရွက်လေးအနှဲငယ်ပြီးတော့ငရုတ်သီးလေးနဲ့မဆလာလေးအပေါ်အုပ်ပေးလိုက်လို့ရှင်တော့သုံးဆောင်လို့ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ် like and follow လေးလုပ်တော့လည်းမမေ့ပါနဲ့နော်နောက်ဗီဒီယိုကြီးကျမှပြန်တွေ့ကြမယ်တတာ